အားလုံးပဲမင်္ဂလာပါဒီနေ့ဒီ key chain ထိုးနည်းကိုထိုးပြပေးပါမယ်နော်ဒီ key chain မျိုးလေးနော်ထိုးနည်းလေးကိုထိုးပြပေးမယ်တောင်းမှာကကျမတောင်းမှာကအက 2.2 ပေါ့နော် 2.2 နဲ့လို့ရှိရင်ချီလေးတွေကညက်တစ်စိတ်ချီလေးတောင်းပါမယ်ရှင်ဒါလေးချိုးဖို့အတွက်ကိုကျမတို့ချီနေအောင်တုံးမယ်နော်တရားနဲ့တရားကိုလိုချင်တဲ့အရှည်လောက်ချီကိုကြိုပြီးတော့မှဖြတ်ထားလိုက်ဖြတ်ထားပြီးလို့ရှိရင်ဒီထိတ်မှဒီလိုကြိုးလေးပူထားလိုက်ပါနော်ပူပြီးဆိုလို့ရှိရင်ကိုစမယ်အရာလေးကိုပေါ့နော်ဥမာကိုအဖြူနဲ့စမယ်ဆိုလို့ရှိရင်အဖြူလေးကို slip knot လေးထိုးပြီးလို့ရှိရင်ချိန်က3ခုထိုးမယ်ထိုးပြီးတော့နောက်တစ်ခုထပ်ထိုးလိုက်မယ်နော်နောက်ခုထိုးပြီးရင်ဒီဘက်မှာချိန်ကစခဲ့တဲ့နေရာမှာတစ်ခုပြီးရင်နောက်မထောက်ဘူးနော်နှစ်ခု3ခုဒီလိုလေးဒါကြတော့4ခုရတော့မယ်ပေါ့နော်4ခုမလို့ချင်း3ခုပဲလို့ရှင်နေဆိုရဲလူတွေကြတော့ဒီလိုလုံးဒီလိုလေး3ခုပဲထိုးမယ်ထိုးပြီးပြီဆိုလို့ရှိရင်ဒီစားခဲ့တဲ့နေရာမှာတစ်ခုဒီနောက်တစ်ပေါက်မှာတစ်ခုဒီလိုလေးထိုးမယ်နော်ပြီးပြီဆိုလို့ရှိရင်ဒီတာကိုထုတ်လိုက်မယ်နှစ်ခုထိထုတ်လိုက်မယ်နော်ပြင်ဒီမှာဒီချီယူမှာဖြစ်တဲ့အကြောင်းမလို့ဒီချီကိုပြန်ကင်လိုက်မယ်ကင်ပြီးလို့ရှိရင်လိုလေးပါနော်ဒီရှာလေးထိုင်ပထမတစ်ချက်ကတော့နည်းနည်းခက်လိုက်မယ်လွတ်တက်လို့ဒီမှာတစ်ခါဒီပေါက်ထဲကိုထပ်ထည့်ပြီးတော့မှနှစ်ခုဒီပေါက်ထဲကိုထပ်ထည့်နောက်တစ်ပေါက်ထဲ3ခုဒီလိုဖြစ်သွားမယ်နော်3ခုဖြစ်သွားမယ်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုနေရာရောက်တဲ့ခါကျနောက်တစ်ခုအတွက်ကျတော့ဒါလေးကိုဖြုတ်မယ်နှစ်ခုထိဖြုတ်မယ်ဒီဖြူလေးကိုပြန်ယူပြီးတော့ဒီမှာတစ်ခုဒီမှာ sorry နှစ်ခုဒီမှာနောက်တစ်ခုဆို3ခုဒီလိုလေးဖြစ်မယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒါလေးကိုထားခဲ့မယ်ဒီပန်းရောင်လေးပြန်ယူမယ်တစ်ခုနှစ်ခု3ခုဒီလိုလေးနော်ဒီလိုလေးရမယ်နော်ပြီးရင်ဒီပန်းရောင်လေးကိုထားခဲ့မယ်အဖြူလေးကိုဒီနောက်ကနေပဲပြန်ယူမယ်ပြီးပြီဆိုရင်ဒီကဒီလိုလေးဖြစ်မယ်တစ်ခုနှစ်ခုဒီနောက်ဆုံးတစ်ပေါက်လေးထဲမှာတစ်ခု3ခုဒီလိုလေးပေါ့နော်အဖြူကိုထားခဲ့မယ်အပန်းကိုအနောက်ကနေပဲပြန်ယူမယ်နော်ဒီနောက်ကနေပဲပြန်ယူမယ်ဒါလေးကိုချွတ်လိုက်မယ်ပြီးရင်အပန်းကိုတက်နဲ့တောင်းဆိုပြီးတော့မှဒီလိုလေးထိုးမယ်နော်ဒီလိုလေးဆိုရင်နည်းနည်းရှည်လာပြီဆိုလို့ရှိရင်ဒီပုံစံလေးပေါ်လာနိုင်မယ်ဒီလိုပုံစံလေးပေါ်လာမယ်ပေါ့နော်ဒီလိုပုံစံလေးပေါ်လာမယ်ကိုလိုချင်တဲ့အရှည်လောက်ထိထိုးပြီးလို့ရှိရင်ကျွန်မတစ်ချက်ပြန်ထိုးပြပေးမယ်နော်ဒီနေရာမှာနောက်တစ်ခါတော့ပြန်ထိုးပြပေးလိုက်မယ်နော်ဒါလေးကိုဖြုတ်လိုက်မယ်အပန်းလေးကိုမယူတော့ဘူးဆိုတော့အပန်းလေးဖြုတ်တော့အနောက်ဘက်ကနေပဲပြန်ယူမယ်နော်တခုထိမ့်ပြီးတော့နည်းနည်းတော့ထိုးရမယ်ပေါ့နော်နည်းနည်းခုမှစထိုးတဲ့လူတွေအတွက်ကြတော့ဟိုကျွမ်းကျင်တဲ့လူတွေအတွက်ကြတော့ဒါကတော့မလိုတော့ဘူးနော်လွယ်ပါတယ်ဒါလေးကဒီလိုလေးကိုလိုချင်တဲ့အရှည်ထိထိုးထားမယ်ပြီးရင်ကျွန်မပြန်ပြပေးမယ်နော်ကိုလိုချင်တဲ့အရှည်ရောက်ပြီဆိုလို့ရှိရင်အဆုံးတက်မယ်နော်အခါကျရင်ဒီဘက်ကချီပန်းရောင်လေးကိုပြန်ယူလိုက်မယ်တခါပြီးလို့ရှိရင်ဒီလိုနောက်တစ်ခါကိုထိုးပြီးတော့မှတိုင်ရှည်ဒီထဲတစ်ခါရဆွဲထုတ်လိုက်နှစ်ခါဒီဘက်ကိုဒီလိုထိုးမယ်တိုင်တိုးလေးထိုးလိုက်တယ်နော်ဒီလိုဆွဲထုတ်လိုက်တယ်3ခါပေါ့နော်3ခါပြီးရင်နှစ်ခုလုံးကိုဆွဲထုတ်လိုက်နော်နှစ်ခုလုံးကိုဆွဲထုတ်လိုက်မယ်ဖြူလေးပါပါနော်ဖြူလေးအခါနဲ့တိတ်တော့အပန်းရောင်ဆွဲထုတ်လိုက်နော်ဆွဲထုတ်လိုက်ရင်ပြီးရင်ဒီနားလေးအဆုံးတက်နေရမှာလေဟိုချေဖက်ကိုလဲပြီးတော့မှချီကိုတက်ခဲ့လိုက်နော်တချောင်းထိုးနဲ့ချီအဆုံးတက်ခဲ့ချင်လဲရတယ်ဒါမှမဟုတ်ရှင်ချုပ်အပ်တင်နဲ့ပြန်ပြီးမှအဆုံးတက်ခဲ့ချင်လဲရတယ်နော်ဒါကိုအဆင်ပြေလို့လုပ်လို့ရတယ်နော်ကျမတို့ဒီအဲ့နဲ့ပြန်ပြီးမှတချောင်းထိုးအဲ့နဲ့ပြန်တက်ရတာပို့ဟောဖြစ်တော့အဲ့
ကျင့်ပါအခါကျတော့ဒါလည်းပြင်သိမ်းနော်ချီသိမ်းမယ်အောက်ကနေဆန်းလာပြီးတော့မှဒီညမှာချီသိမ်းနော်ဒါတော့ကိုစင်ပြေလို့လုပ်လို့ရနော်ကျတဲ့နေနဲ့လုပ်လို့ရတယ်ချီသိမ်းလိုက်ပြီနော်ချီသိမ်းနေတခါလေးဖြတ်လိုက်မယ်နော်ဖြတ်ပြီးဆိုလို့ရှိရင်ဒီခါထိတ်ပါနော်စခဲ့တဲ့နှစ်ခုကိုလည်းပြန်မျိုးမှဖြီချင်းဖြီလိုက်တော့မညက်လည်းညက်လိုက်ပါနော်ညက်လိုက်မယ်ပြီးလို့ရှိရင်ဒီပန်းရောင်ကိုမလာကြည့်တော့ပြန်မျိုးမှရှီလေးပြန်သိမ်းမယ်နော်တစ်ခါဆိုလို့ရှိရင်ဖြတ်တာချန်နယ်နဲ့တူလာတော့ဒါအဆင်ပြေတော့ကြီးလောက်ကြပါနော်ဒါလေးကိုပြီးရင်ဒီနဲ့ဒီကိုဒီလိုလေးချုပ်လိုက်မယ်နော်ချုပ်ပြီးလို့ရှိရင်ဒီလိုလေးမချုပ်ဒီလိုလေးပေါ့နော်ထပ်လိုက်ထပ်ပြီးလို့ရှိရင်ဒီနေရာမှာဒီလိုအပတ်ကလေးလုံးမလို့နော်အဲ့ဒါလောက်ဖို့အတွက်ကိုဒီမှာချီကအဖြူရောင်နဲ့လုပ်လိုက်မယ်နော်ချီဖြူရောင်လေးနဲ့လုပ်လိုက်မယ်ချီလို့တလောက်လေးယူမယ်ယူပြီးလို့ရှိရင်ဒီအက်ကလေးနဲ့လောက်မှာဆိုတော့ဒီအထက်ကိုထည့်မယ်ချုပ်အက်ကလေးနဲ့လောက်မှာဆိုတော့ပြီးရင်ဒီနှစ်ခုဒီလိုထပ်လိုက်ထပ်ပြီးပြီဆိုလို့ရှိရင်ဒီလိုနော်ဒီလိုလေးထပ်တယ်နော်ဒါလေးပါတင်ချီတစ်ခါတိမ့်လိုက်လိုက်ရတယ်ဒီလိုထပ်တယ်နော်ထပ်ပြီးဒီလိုလေးလုပ်လိုက်ဒီကြားထဲမှာတန်ကွင်းထည့်ရှင်တယ်ဆိုလို့ရှိရင်တစ်ခါလဲတန်ကွင်းကိုဒီကြားထဲထည့်လိုက်အရင်ဆုံးဒီလိုထည့်လိုက်နော်တန်ကွင်းကိုထည့်ပြီးလို့မှရှိရင်ဒီလိုလေးလုပ်လုပ်ပြီးတော့မှဒီတိမ့်ထားတဲ့ချီလေးရတစ်ခါတိမ့်ဒီလိုလေးလုပ်ပြီးလို့ရှိရင်ဒီလိုလေးခောက်မှဖြစ်တဲ့အတွက်ကြောင့်မို့ဒီတန်ကွင်းကိုဒီဖက်ရွှေ့လိုက်ရွှေ့ပြီးလို့ရှိရင်ဒီလိုလေးလုပ်ပြီးလို့ရှိရင်ဒီလိုလေးဖြစ်သွားရင်ကျမတို့ဒီညာမှာဒီလို white လေးလုပ်မှာเนาะဒါတန်ကွင်းထည့်မဲ့လူပေါ့เนาะတန်ကွင်းထည့်မဲ့ဆိုလို့ရှိရင်အဲ့လိုလုပ်မယ်ကျမတို့ဒီလောက်လေးလုပ်မယ်เนาะဒီလောက်လေးလုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုခောက်တင်လိုက်တယ်ဒီလိုလေးလုပ်လိုက်တယ်ပြီးတော့ဒါလေးကိုတွဲချုပ်လိုက်မယ်เนาะဒါလေးတွဲချုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီချုပ်တဲ့နီးလဲလေကိုအစင်ပြေတဲ့နီးနဲ့ချုပ်လို့ရရနော်ဒီနီးမှမဟုတ်ဘူးကိုကြိုက်တဲ့နီးနဲ့တုံးလို့ရတယ်ကိုကြိုက်လို့လုပ်လို့ရတယ်နော်ဟိုဘက်ပေါ့တစ်ချက်တွဲလိုက်တာပေါ့နော်ပြောမယ်ဆိုဒီခောက်ထားတဲ့နေရာလေးဟိုဖြစ်သွားအောင်လို့တွဲလိုက်တယ်တွဲပြီးပြီဆိုလို့ရှိရင်ကျမတို့ဒါပတ်မယ်ပတ်လို့ရှိရင်ဒီမှာဒီလိုလေးပေါ့နော်ကိုအစင်ပြေကိုဒါပတ်ချနော်ရတယ်ဒီလိုလေးဖြစ်သွားမယ်အဲ့ချိန်မှာဒီကနေပြန်ပြီးတော့မှဒီအက်ကိုဒီလိုထိုးလိုက်မယ်နော်ဒီလိုတစ်ခါချုပ်မယ်ပြီးပြီဆိုလို့ရှိရင်ဒီအက်ကိုဒီဘက်ထိုးလိုက်ကြောင်းမြန်လာပြီးတော့ဒီလိုတစ်ခါချက်ချုပ်မယ်ပြီးရင်ဒါတော့လေကိုစင်ပြေလို့ချုပ်လို့ရတယ်နော်ကိုကျွမ်းကျင်ရပါနော်ချုပ်လို့ရတယ်နော်ပြီးရင်ဒီဘက်တစ်ခါပြန်သွားဒီလိုတစ်ခါပြန်ချုပ်အဲ့လိုလေးပါနော်ပြီးရင်ချီလေးကိုဆွဲပြီးမှဒီလောက်နာမှထည့်ပြီးမှဖြတ်ပလိုက်တယ်ရနော်ထည့်ပြီးမှဒီနာမှာဒီနားလေးတွေမှာကိုကြိုက်တဲ့ပန်းလေးတွေကတ်လို့လည်းရတယ်ဟိုတခြားပါလေကိုကြိုက်တဲ့အရုပ်ကလေးတွေဘာညာကတ်လို့ရတယ်เนาะရဆိုရင်ဒီလိုပုံစံမျိုးဖြစ်သွားမယ်ပြီးပါပြီရှင်ဒီစုကမား